ငါတဲ့ကြီးတဲ့ကောင်ဆိုလည်းငါမပေးဘူးသေးတဲ့ကောင်ဆိုလည်းငါမပေးဘူးနော်မင်းက site တူ guide တူမလို့မင်းကဖုန်းနံပါတ်ထိုးပေးလိုက်တာအေးဟယ်လိုပြောအခုကျွန်တော်ကိုကြီးကဖုန်းနံပါတ်တောင်းထားတဲ့တယောက်ပါခင်ဗျာ ဘာလို့နမိတ်စပတ်လို့လားဘာလို့လဲလီးလို့လားဟမ် ခင်ဗျလို့ပါအခု အေးအောင်ခင်နိုင်မနိုင်ငါ့အောင်မပြောနဲ့ဘာဖြစ်လို့လဲပြောမင်းဘယ်ရကောင်လဲ အခုကကျွန်တော်ကြားဘူးလေအခုကဘာရောင်းတယ်ပြောလို့ပါခင်ဗျာ အေးဘာဓာတ်မှမရအောင်ဘာဓာတ်မှမရအောင်စောက်ခွက်လာမပြောနဲ့သက်လားလူကညင့်တာနော်ညင့်တာနော် အခုကျတော့တက်တိလေးတဲ့တော့လူကြီးလို့ပါကိုရဲ့ တက်တီလည်းမရှိပြက်တီလည်းမရှိလီးလိုပဲညင့်နေတာလည်းမရောင်းမယ်ကောင်းတော့ရာသီဥတုကပူနေတာဘောပေါက်လာငါပြောတာ ဟုတ်ကဲ့ပောက်ပါတယ်အခု အေးတောင်းတယ်မေးလို့လူမိုက်လားလို့ငါကလည်းဘက်ရှာနေတာအဲ့လိုကောင်မျိုးကိုဘက်ရှာနေတာသက်လားမင်းလုံးပေးလိုက်တယ်ငါ့ကိုတောင်းတဲ့ကောင်လည်းအများကြီးပဲဖုန်းနံပါတ်တွေတကောင်းမှမပေးဘူးဒါမင်းနေထားကြည့်လိုက်တော့ဟိုအလုံးပေါက်လည်းမစိုးဘူးငါလည်း fight လို့နိုင်လောက်တယ်ဆိုရင်ငါမင်းကိုဖုန်းနံပါတ်ပေးလိုက်တာငါတဲ့ကြီးတဲ့ကောင်ဆိုလည်းငါမပေးဘူးသေးတဲ့ကောင်ဆိုလည်းငါမပေးဘူးနော်မင်းက site တူ guide တူမလို့မင်းကဖုန်းနံပါတ်ထိုးပေးလိုက်တာဗမာနေတာမင်းကဟုတ်လေဗမာနေတာတော့မင်းက ကျွန်တော်အင်းစိန်ပါပဲအခု ဟမ် အင်းစိန်ပါပဲနေရာပါအခု ဘယ်နာတော့မင်းစိတ်ဘယ်နာတော့ အင်းစိန်ကကျွန်တော်ကနိုင်ငံလုံးမှာနေတယ် ဩအေးဟိုနေ့ရောက်သေးတယ်အေးဟုတ်ပြီမသိပါဘူးမင်းကဖြဲမလားလို့ဒီမှာဗီဒီယိုရိုက်ထားတာအေးကျွန်တော်ဒါလေးပဲဝယ်ကြည့်အောင်ပါဘူး အေးတော့မှမင်းတို့လက်ဆောင်ပေးပါဟုတ်လားနော်အေးဒါပဲအချိန်မရှိဘူးအေးဒါပဲခုနအေးဟုတ်ပြီ